မြခွက်ကြီးနဲ့ဘယ်လိုရောက်သွားမှလဲလာလောင်းမယ်ဆိုတော့လောင်းတော့ဘောင်းဆိုဒီမှာဆဲပြန်တာပဲကဲမယိုးနိုင်နဲ့ရိုးမှန်တင်းကြံရဲ့ TikTok ကဏ္ဍကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့တကြံနဲ့ပတ်သက်တဲ့အမှတ်တရမေးခွန်းလေးရှိရပေါ့မဖြေဘူးဆိုတဲ့လူကမုံလုံးရေးပေါ်စားမှာပါမုံလုံးရေးပေါ်အလုံးတိုင်းကတော့ငရုတ်သီးစိမ်းနေနေကြီးပဲပေါ့ဟောရိုးလို့ရွေးစရာမရှိဘူးတော့တကြံမှာဘာလို့ရပြောဆုံးလဲကျွန်တော်သူများဦးမဲတော့ရပြောတာပြောဘူးပြောတော့သူများအလှပြတ်သွားတယ်လေသူများရေရှိုးနဲ့မိုးနဲ့ထွက်လာတဲ့အချိန်အဲ့မှာပါးမှာအမဲလေးထွက်သွားပြီဆိုအိုးအမိုင်စာတင်းကြပ် fashion ဆိုရင်ဘာလို့ထင်လဲကျွန်တော်ကြာအဲ့လိုမျိုးလေ plastic နဲ့ချုပ်ထားတဲ့အင်ကြီးကွာဘူးလေးအားလုံး visible ဖြစ်နေတဲ့အင်ကြီးအဲ့ဒါမျိုးဝစ်ချင်တယ်ကြမ်းထားရှိခဲ့ဘူးလားကြမ်းထားတာလည်းလဲဆိုတော့အမှဘော်ဒါရဲ့လက်တို့ဟဲ့ဟိုမှာအဲ့မှာဘော်ဒါရဲ့တွန်းဖို့နည်းနည်းရင်းညောင်းပါညာဆောင်ပြီးဝင်တိုက်အိုးဆော်ကြာလာပြီဟောထင်တာပဲမသိဘူးဟာတကြံထားဆိုလို့ရှိရင်တော့ကောက်ကိုမန်းနဲ့ရှိရင်များတဲ့ဟာဆိုရှုပေါက်ချတာပဲတကြံချပဲဟာမဟုတ်ဘူးကျဲနေဟာအိမ်ကလူကြီးမသိအောင်ခိုးပြီးတကြံလဲဘူးလားကျွန်တော်ကတော့မလဲဘူးပါဘူးဘာလို့လဲဆိုတော့အိမ်ကအကုန်သိတယ်အိမ်ကဟိုငငယ်လေးတည်းကပြောမနိုင်ဆိုမနိုင်ဆိုတော့သွားပြီနော်ဆိုဒိုးသွားပြီအိမ်ကသိပြီးသားပဲဆိုတော့ဟာကျွန်တော်ကမရှိဘူးပေါ့အဲ့လိုဆိုအိမ်ကအရင်ကဒီလုံးမလုံးခင်တော့ဟာလေကျွန်တော်ဆိုလို့8နာရီလောက်ဆိုရင်ဟိုတားယောက်ျားလေးဆိုဖုံးဆက်နေကြီးပေါ့နော်ဒီလိုဟိုမတော်ရသူတွေနဲ့ညားမှာဆိုလို့လားမသိဘူးဒီလိုဖေးပါပဲသွားခြင်းလို့ဘာလို့ချင်လို့ဆိုလို့ရှိရင်ကားပါခွေးပြူအဲ့တော့ကားမှာထမတောင်းတော့ဘူးကိုကကိုကျူဆိုပြီးသွားတယ်တခုခုတင်တယ်ဂျန်ကြီးကိုကျူရှင်ဖွင့်မစာထိုးလို့တကယ်ပါအဲ့လိုမျိုးသွားတယ်ဘလို့ပြည့်သွားတယ်ငယ်တုန်းကပေါ့နော်အဲ့တော့ခိုးပြီးတော့ခဏလဲမှုပါတယ်တကြံတော့လဲမယ်လို့ပြောသွားတာဒါပေမဲ့ပြောတဲ့နေရာတနေရာလဲတဲ့နေရာတနေရာအဲ့လိုရှိလဲကြော်နေကြော်နဲ့တော့ရေးပတ်မယ်ဆိုပြီးတော့မန်းနဲ့ပါအဲ့လိုကွက်တယ်အဲ့လိုကွက်မရရေးသွားပတ်ခဲ့တာဒါမှမဟုတ်ကိုရေးလာပတ်တဲ့အကြာမရရေးသွားပတ်တာလည်းမရှိဘူးကျွန်တော်မလို့မရလိုက်ပတ်တဲ့လူတွေတော့ရှိတယ်ရေးစိုးသေးချင်တာလာပြီးသားနဲ့အဲ့လိုအရှိအဖက်လျှောက်သွားပြီးသားနဲ့ဥမာကိုကြီးဆိုကျုံးတော့တာပဲအဲ့လိုဆိုရင်တော့ခံရတာဟာပဲအဲ့လိုမရအဲ့လိုစကားပြောအဲ့လိုလည်းကြုံဘူးတယ်ဘာလို့လဲဆိုတော့တစ်ခေါက်တော့ငငယ်တုန်းကပေါ့နော်အဲ့လိုတကြံဆိုလို့ရှိရင်စပင်းလေးပိုင်းဆေးဆိုးရယ်လေအဲ့လိုရွှေရအောင်တို့မဟုတ်ကလေးရအောင်တို့အဲ့တော့တကယ်ကိုကဖုန်းကြီးချောင်းသွားတာဒါပေမဲ့လည်းပဲအဲ့လိုမျိုးဟိုဘာဝတ်ဆောင်တော့မဟုတ်နေဘူးပေါ့နော်ကိုကြီးကအဲ့လိုဖုန်းချောင်းသွားလို့ဆိုဒီစပင်းကြီးနေမြခွက်ကြီးနဲ့ဘယ်လိုရောက်သွားမှလဲလာလောင်းမယ်ဆိုတော့လောင်းတော့ဘောင်းဆိုဒီမှာဆဲပြန်တာပဲဥပုံလည်းကြုံပြီးရှင်းလည်းဖြစ်ကုန်လိုက်ရအောင်အဲ့ဒါတော့မဖယ်ရပါတော့အိမ်တွင်းဘုံလုံးရတဲ့အချိန်မှာတကြံပိုးထလာတာမျိုးဖြစ်ဖူးလားကျွန်တော်လည်းရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့တုန်းကကျတော့ပင်ကန်းနဲ့ဘေးကတူချက်ဆိုရဲစားတော့ပြရဲ့စိတ်ထိမ့်ပါထိမ့်ပါဒါပေမဲ့ဒီလိုပေါ့အခုကတော့ကျွန်တော်တို့အကြံနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုပြောပြပေးခဲ့ရဖြစ်ပါတယ်။ဒီတို့ကြောင့်လေအခုကြည့်နေတဲ့သူတွေလည်းပဲအကြံနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိလို့ရှိရင်ပြောပြပေးခဲ့ကြပါအောင်ခင်ဗျာ။ကဲနောက်လာမယ်မယိုးနိုင်တဲ့ရိုးမတင်ကြံ TikTok ကဏ္ဍမှာလည်းပဲဘယ်လိုလေးလာအောင်မလဲဆိုတာကိုဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါအောင်ခင်ဗျာ။ Show my name to the channel ဖြတ်တဲ့ညသော Show my name to မင်္ဂလာရှိ